Microsoft Word Basic Course for Beginner. Go. Channel. Subonandu ကနေပြီးတော့ presentation demonstrator လုပ်ပြမယ်ဖြစ်ပါတယ်ပထမအဦးဆုံးကျွန်တော်တို့က Microsoft Word opening Microsoft Word 2010 2013 2016အားလုံးကတော့တူပဲနည်းနည်းပဲကွာပါတယ်အဲဆိုရင် start menu ကိုနှိပ်မယ် start menu ကိုနှိပ်ပြီးတော့ Microsoft Office ကိုရှာမယ် Microsoft Office မှာရှိပါတယ်အားလုံးဟာအဲဆိုရင်အောက်ကိုရှင်းမယ်အဲဆိုရင် Microsoft Word ကိုတွေ့ပါပြီ Microsoft Word မှာနှိပ်မယ်ခဏစောင့်မယ်ခဏစောင့်ပြီးစာရွက်ကတော့တစ်ပေါ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေကို menu bar လို့ခေါ်ပါတယ်ဒါတွေကို menu လို့ခေါ်တယ်အဲဒါတွေကတော့ standard toolbars လို့ခေါ်တယ် tools တွေကိုစုဆောင်းထားတဲ့ home insert page layout reference mailing review view add in စသဖြင့်ရှိပါတယ်ဒါဆိုရင်ပထမဦးဆုံးကျွန်တော်စာရွက်အသစ်ကိုအရင်ယူမယ်ဒီကောင်ကတော့ငကူကနေရှိတယ်ဘာမှမရှိတဲ့အချိန်မှာအသစ်တစ်ခုယူမယ်ဆိုရင်ဘယ်ကိုယူမလဲဆိုတော့ file မှာနှိပ်မယ် file ကနေ new မှာနှိပ်မယ် new မှာနှိပ်ပြီး blank document ဒီမှာ number 2 create new blank paper ဆိုတော့ကျွန်တော်က create လုပ်မယ် blank paper ကိုနှိပ်မယ်ပြီးရင် create မှာတစ်ချက်ထပ်နှိပ်မယ်အဲဆိုရင် paper ရပါပြီအရန်ကြီးတယ်ဆိုရင်ဒီကောင်ကိုနည်းနည်းငယ်အောင်လုပ်မယ်making margin and selecting paper size for example A4 don't move letter စသည်ဖြင့်ကျွန်တော်တို့ကယူမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကဘာစာရွက်ကိုသုံးမလဲ print ထုတ်တဲ့အချိန်မှာ letter လားဒါမှမဟုတ် A4 သုံးမလားအဲဆိုကျွန်တော် A4 ပဲသုံးတာများပါတယ်မြန်မာပြည်မှာကျတော့ဒါပေမဲ့တခြားနိုင်ငံမှာကျတော့ letter လည်းသုံးရင်သုံးမှာပေါ့အမေရိကန်တို့ဘာလို့ဆိုရင်အဲဆိုကျွန်တော်တို့က margin ချိန်မယ် margin ချိန်ဖို့အတွက် margin ကိုနှိပ်မယ်အဲဆိုရင် left right top bottom တလက်မစီရှိတဲ့ဟာကိုရွေးမယ်အဲဆိုရွေးပြီးပြီဒီမှာလည်းတလက်မဒီဘက်လည်းတလက်မဒီဘက်လည်းတလက်မရှိပြီအဲဆိုရင်စာရွက် paper size ကိုရွေးမယ် paper size က letter ဆိုရင်ကိုက letter နဲ့ print ထုတ်မယ်ဆိုရင် letter မှာရိုက်မယ်ဒါမှမဟုတ်ရင် A4 နဲ့ထုတ်မယ်ဆိုရင် A4 ကိုရွေးမယ်ဒါဆိုရင်ကျွန်တော်ကတော့ A4 ကိုရွေးထားမယ် A4 ကိုရွေးမယ် portrait ဆိုတဲ့ဟာဒီလိုမျိုးစာရွက်က top down ရှယ်တဲ့ဟာဖြစ်ပြီးတော့ landscape ဆိုတဲ့ဟာကျတော့ top နဲ့ down ကတိတ်မကျယ်ပဲနဲ့ left နဲ့ right ကပိုကျယ်တဲ့ဟာကို orientation မှာ portrait နဲ့ landscape ကိုရွေးမယ်ဒါဆိုရင်ကျွန်တော်က landscape ကိုရွေးမယ် landscape ကိုမရွေးဘူး portrait ကိုရွေးမယ်ဟုတ်ပြီ portrait လည်းရွေးပြီးပြီ A4 လည်းရွေးပြီးပြီဆိုတော့ကျွန်တော်တို့က font မျိုးစားဘာနဲ့ရိုက်မလဲ font ကိုကျွန်တော်တို့ကရွေးမယ် font ရွေးဖို့တော့ home ကိုနှိပ်မယ် home မှာ area ကိုနှိပ်မယ် area ဆိုရင်သူ့ပုံမှန် size က 17 Time New Roman ဆိုရင်တော့12
ကိုသုံးထားတာတွေ့ပါတယ်အဲဆိုရင်ကျွန်တော်က time new roman နဲ့မရိုက်ခင်မှာစစ်ပြင်လောက်ရပါမယ်ဒီ discrete ပုံတို့မဟုတ် discrete ပုံကနှိမ့်နေရတယ်ဒါမှမဟုတ် file ကနေပြီးတော့ save ဆိုတဲ့နေရာကိုနှိမ့်ပါအဲဆိုရင်တင်ထားတာဖြစ်ပါတယ်တင်တယ်ဟုတ်ပြီဒါဆိုရင် desktop မှာတင်မလား document အောက်မှာတင်မလားကျွန်တော် desktop မှာတင်မယ် desktop မှာတင်မယ်ဆိုရင် folder new folder ယူမယ် folder ဆိုတဲ့ဟာက file တွဲနေတူပါတယ် file တွဲထဲမှာစာရွက်ကြီးအများကြီးထည့်ထားလို့ရပါတယ်ဒါဆိုရင် new folder တစ်ခုယူမယ် folder ကိုနာမည်ပြောင်းမယ် my underscore တို့မဟုတ် my file ပဲခေါ်နေရတယ်ဒါဆိုရင်အဲ့ဒီမှာရှိပြီးသားဖြစ်မယ် my ဒါဆိုရင် my folder 1ကိုရွေးမယ်နာမည်ပေးပြီးပြီဆိုရင် folder နာမည်ပေးပြီးသွားပြီဒါဆိုရင် document နာမည်ကို file name ကိုပေးမယ် file name က doc2 ဆိုတော့ကျွန်တော်က day1 လို့ရိုက်မယ် day1 လို့ပေးလိုက်မယ် file နာမည်ကိုဒါမှမဟုတ်ကိုယ့်နာမည်နဲ့ပေးစင်နေရတယ်ဒါဆိုရင်နာမည်ပေးပြီးဆိုတော့ဒီ folder အောက်မှာဝင်မှာဖြစ်ပါတယ်ဒါဆိုတော့ save မှာနှိပ်မယ်save မှာနှိပ်ပြီးပြီ time your man တွေပါရွေးပြီးပြီဆိုတော့ဟိုမှာခေါင်းစဉ်ကိုအရင်ယူရမယ်ဟောရိုက်ကြည့်မယ်ဟို Microsoft what basics course အဲ့ဒါကိုကျွန်တော်ကခေါင်းစဉ်အနေနဲ့ထားမယ်အောက်မှာရိုက်ရှင်ဒီ make တော့ဖြစ်နေတဲ့ဟာကာဆာလို့ခေါ်ရတယ်အဲ့ဒါကိုအောက်ဆင်းချင်ရင် enter တစ်ချက်ကြိတ်ခေါက်မယ်အပေါ်ပြန်တက်ချင်တော့ arrow key နဲ့ပြန်တက်လို့ရတယ်အဲဆိုတော့ Microsoft Word ကို select လုပ်မယ်ဒီကောင်တွေက left alignment လို့ခေါ်တယ်ဒါက right alignment လို့ခေါ်တယ်ဒါ center လို့ခေါ်တယ် center မှာထားမယ်ဒါကြတော့ justify လို့ခေါ်တဲ့ left right နှစ်ခုစလုံးညီတဲ့ဟာနှစ်ဖက်စလုံးကိုညီတဲ့ဟာဖြစ်ပါတယ်အဲစာအပြည့်ရေးမယ်ဆိုရင်ဒီကောင်နဲ့လှပါတယ်စာမများရင်တော့မလှပါဘူးဒါဆိုရင်ကျွန်တော် center ရွေးမယ်ခေါင်းစဉ်ဖြစ်တဲ့အတွက် center ရွေးမယ်ဆိုတော့ဒီစာရဲ့အယောင်ကိုခြေလိုက်မယ်ကျွန်တော်အနီအောင်ခြေလိုက်ပြီအဲ size ကိုနည်းနည်းပြန်ပြောင်းမယ် size ကိုဒီမှာ a အကြီးကိုနှိပ်လို့ရှိရင် size ကြီးပါတယ် a အသေးကိုအောက်က arrow key ပြတဲ့ဟာကို down arrow ပြတဲ့ဟာကိုနှိပ်ရင် size ကဖြည်းဖြည်းသေးလို့ရတယ်အပေါ်ဘက်ကို arrow ခေါင်းပြတဲ့ဟာကိုနှိပ်မယ်ဆိုရင် a ကြီးကိုနှိပ်ရင်ဖြည်းဖြည်းကြီးလာပါတယ်ကိုကြိုက်တဲ့ size ကိုယူမယ်ဒါဆိုရင်ဒီကောင်ကို select လုပ်ပြီးပြီကျွန်တော်တို့ဘူးဆိုတဲ့ဟာလုပ်မယ်ဘူးဆိုတာငကိုထက်ပိုပြီးမင်းအောင်လုပ်တာပိုပြီးထူအောင်လုပ်တာဖြစ်တယ်ပြီးတော့ italic လို့ခေါ်တယ်အဆောင်လုပ်မယ် underline ဆိုတဲ့ဟာက underline လုပ်မယ် underline ဆိုတာအောက်မှာ line ထားတာဖြစ်တယ်ဖြုတ်ချင် select ပြန်လုပ်မယ် underline ကိုပဲထပ်နှိပ်မယ် u ကိုပဲထပ်နှိပ်မယ်အဆောင်ကိုဖြုတ်မယ်ဆိုရင် i ကိုနှိပ်မယ်ဘူးကိုဖြုတ်မယ်ဆိုရင် p ကိုနှိပ်မယ်ဒါဆိုရင်ဘူးပြန်တတ်ထားမယ် underline လည်းပြန်တတ်မယ်ဟုတ်ရင်စာကိုစရိုက်မယ် paragraph တစ်ခုကိုရိုက်ကြည့်မယ်ဥပမာได้ก็ง่ายนะช่องนั่นก็ไอ้ก็เร่ဆိုတော့ကျွန်တော်ကမရေးစင်ဘူးအောက်ဆင်းစင်အနောက်ခေါက်မယ်အပေါ်တက်စင်ကာစာကိုအပေါ်ထားပြီးတော့ delete key တစ်ချက်နှိပ်မယ်
ဒါဆိုရင်ဒီဘက်ကိုကာဆာထားမယ်ကာဆာထားမယ် speed ကိုနှစ်ချက်နှိပ်မယ်ဒါဆိုရင်ဒါ copy ကိုမယ် select လုပ်မယ် copy မှာနှိပ်မယ်ပြီးရင်ကိုကထားရင်တဲ့နေရာမှာကာဆာချမယ်ပြီးတော့ right click နှိပ်မယ်ပြီး A တို့မဟုတ်ဒီသုံးခုတည်းကကြိုက်တာနှိပ်မယ် A ကိုယူမယ် okay နောက်တစ်ချက်နှိပ်မယ် copy ကိုမယ် copy ထပ်ကိုမယ်အဲဆိုနောက် paragraph ကျွန်တော်ရိုက်ချင်တယ်အဲဒါကိုပဲကိုမယ်လို့ကျွန်တော်မရိုက်တော့ဘူး enter ခောက်မယ်နောက် paragraph တစ်ခုဟုတ်ပြီအဲကိုစာရိုက်ခြင်းဖြစ်ပါတယ်ဒါကျွန်တော် save လုပ်ထားမယ် okay ဒါတော့ပြီးပြီဆိုတော့ pick လိုက်ပြီ